ငါ့ကိုဆိုဘာလို့လူတိုင်းကလှချတော့တာလေလို့တငယ်ချင်းတယောက်ကိုမေးဘူးတယ်။နင်ကအရန်ကောင်းလို့တဲ့။အဲ့ဒီစကားကိုကိုနားမလည်ခဲ့ဘူး။ကောင်းလို့နေရင်ဘာလို့များပထမဦးစားပေးမဖြစ်ရတာလဲ။ဘာလို့များတရားနဲ့ရှင်လာတိုင်းကိုကအရေးချယ်မခံရတာလဲပေါ့။တငယ်ချင်းကထပ်ပြောတယ်။ကောင်းလို့နေရင်ကိုနဲ့တူရှိရတာအချိန်ကြာလေပြင်းဖို့ကောင်းလာလေပဲတဲ့။ကိုတွေးကြည့်တယ်။တယောက်တည်းကိုပဲပုံပြီးတယောက်တည်းကိုချစ်အဲ့တယောက်တည်းနဲ့ပဲဘဝကိုဖြတ်တန်းကျင်တာမို့အားလက်ချင်အောင်မအားလက်ချင်အောင်ကိုသူတယောက်တည်းအတွက်ပြထားပြီးရှင်နေရှိသမျှပုံပင်လင်းလင်းပြပြတတ်ပြီးညနေအောင်ချစ်ပြတတ်တာလေကိုမှချစ်ရသူရှိလာရင်တငယ်ချင်းတွေမိစီကိုတော့အဖက်မလုပ်တော့ပဲနီမတနေ့တာဖြစ်ပြသမျှလေးတွေပြပြချင်းပြီးသူ့နားမှာပဲကတ်တွေနေခြင်းခဲ့တာတွေကတကယ်ပဲအရန်ယူရှင်ပြီးပြင်းစရာကောင်းလို့နေခဲ့သလားဒါပေမဲ့ခုကအဲ့ဒီကျင်လူတွေတော့ဘယ်တော့မှပြမမဟုတ်ပါဘူးအရင်လူတွေကကောင်းပေးတာမကြိုက်လို့ဆိုပြီးနောက်လူအပေါ်မှာမကောင်းပေးရင်ဘယ်တရားပါမလဲလीအကယ်၍များကိုဘွားရရောက်လာမဲ့ချစ်သူလေးရှိလာရင်ကိုဟာအရင်လူတွေထက်ဆယ်ဆပိုကောင်းပေးပူချစ်ပေးအောင်မှာပါပဲအဲ့ဒါကိုမှပြင်းစရာကောင်းတယ်လို့ထင်ရင်တော့သူ့ဘဝမှာချစ်ခံရဖို့ကံပါမလာဘူးလို့ပဲတွေးပါမယ်တရရဲ့တော့ကိုလဲချစ်ခံရမဲ့ဝတ်တွေလဲတာခံကျင်သေးတယ်လी